တခါတုန်းကမြို့တစ်မြို့မှာအရန်ကိုစီးပွားဖြစ်တဲ့စပင်ညက်ဆိုင်တစ်ဆိုင်ရှိခဲ့တယ်အဲ့ဒီစပင်ညက်ဆိုင်မှာစပင်ညက်ဆရာကိုယ်တိုင်လည်းညက်တယ်သူ့ရဲ့တပည့်9ယောက်လည်းရှိတယ်စုစုပေါင်း6ယောက်ညက်တာတောင်မှမနာရဘူးတဲ့အရန်ကိုလူကြတယ်ဗျမနေ့ကနေညအထိတပတ်မှ9ရက်လုံးအရန်ကိုပြီးစီးတယ်အလုပ်ဖြစ်တယ်လာတဲ့လူတိုင်းလဲကိုညက်ရမယ့်အလဲတော်မှမနေ့တန်းစီနေရတာနေ့တိုင်းကြိတ်တိုးပေါ့ဗျာဆိုလိုတာထူးခြားတာကြတော့စမတ်ကြလူတယောက်ကရုပ်ဖြောင်းနေ့တိုင်းလာတယ်သူကလာပြီးတော့စပင်ညက်ဆရာကိုကြည့်တယ်စပင်ညက်တဲ့သူတပည့်တွေကိုကြည့်တယ်တန်းစီတဲ့လူတွေကိုကြည့်တယ်ကြည့်ပြီးတော့ good very good အဲ့လိုမျိုးချီးကျူးပြီးတော့ပြန်သွားတယ်အစကတော့တတိမထားမိကြဘူးအဲ့ဒီလိုမျိုးနေ့တိုင်းနီးပါးလာတယ်ဗျသူကစပင်လည်းမညက်ဘူးနောက်တရကျတော့လာပြန်ပြီကြည့်တယ်စပင်ညက်တဲ့ဆရာကိုကြည့်တယ်တပည့်တွေကိုကြည့်တယ်တန်းစီတဲ့လူတွေအများကြီးမြင်တယ်ဆိုတော့ good very good ဆိုပြီးတော့ထွက်သွားတယ်ကြာတော့ဗျာစပင်ညက်ဆရာရောသူ့တပည့်တွေရောရိတ်မိလာတယ်ဟာဘာဖြစ်တာလဲမသိဘူးကွာအဲ့လူတယောက်ကလာပြီးတော့ဒီဆိုင်ကိုကြည့်ပြီးတော့လူများတယ်လို့ very good ဆိုပြီးတော့ပြန်သွားတယ်ဘာဖြစ်တာလဲမသိဘူးတဲ့စပင်ညက်ဆရာပြောတယ်သူ့တပည့်တွေလည်းပြောတယ်ဟုတ်တယ်ဆရာတဲ့ဒီလူကဘာတဘောလဲမသိဘူးလာချီးကျူးတာလားမသိဘူးတဲ့ဟာနေ့တိုင်းနီးပါးတော့မဖြစ်နိုင်ဘူးလေကွာလမ်းကြုံတော့ဝင်ချီးကျူးတာတော့ဖြစ်တယ်လေတဲ့အေးဟုတ်တာပဲလေနော်တခြားနေရာမှာစပင်ညက်ဆိုင်ဖွင့်ထားတာများဖြစ်နေမလားမသိဘူးတဲ့ငါတို့ပြန်ဖက်လားမသိဘူးတဲ့โอเคကွာတဲ့စပင်ညက်ဆရာကြီးကမနေ့ပြန်ကြရင်ဟဲ့ကောင်အငယ်ဆုံးကောင်မင်းစပင်ညက်နဲ့တဲ့သူတပည့်ကိုပြောလိုက်တယ်အတားလေးစောင့်လိုက်တဲ့အဲ့လူလာပြီးဆိုရင်သူနောက်ကမတိမတာလေးလိုက်ပြီးတော့တွားကြည့်တဲ့သူကဘယ်လူလဲပေါ့နော်နောက်တရရောက်ပြန်တော့လာပြန်ပြီအဲ့လူကစမတ်ကြနဲ့ရှိုးနဲ့စမိုးနဲ့လူလဲဖြောင်းနေဗျချမ်းမရဲလဲကောင်းတယ်တောင်းတင်းတကယ်စောကြည့်ပဲလာတော့ကြည့်ပြန်ပြီအရင်လိုပဲစပင်ညက်ဆရာကိုကြည့်တယ်စပင်ညက်တဲ့တပည့်တွေကိုကြည့်တယ်တန်းစီတဲ့လူတွေအပြည့်ဆိုတော့လှုပ်ပြန်ပြီ good very good ဆိုပြီးတော့ထပ်သွားတယ်အဲ့နေကြတော့တပည့်ကောင်လေးကလိုက်သွားတယ်သူတော့မတိမတာလေးလိုက်သွားတယ်အကြိုင်းနေတော့အဲ့တပည့်လေးပြန်ရောက်လာတယ်အဲ့သူ့ဆရာဘယ်လိုလဲဟျောင်းလာခစားစပင်ညက်ဆရာဟုတ်တယ်မလားငါထင်တာပဲငါတို့ပြန်ဖက်ပဲထင်တယ်ပြောပါအောင်သူကဘယ်ကလူလဲလို့မေးတာသူ့တပည့်လေးကမျက်နှာမကောင်းဘူးဗျပြီးတော့လူတွေအများကြီးဆိုတော့သူ့တပည့်ကလည်းမပြောဆရာခဏမှပြောပြမယ်တဲ့သူဆရာလည်းအိမ်ညက်ပြီးတော့ပြီးတဲ့ချိန်မှာနောက်မှတွားပြီးတော့ဟျောင်းဘယ်လိုလဲဘာလဲအဲ့လူကဘယ်ဟာလဲစပင်ညက်ဆရာဟုတ်တယ်မလားမဟုတ်ဘူးဆရာလေးဒါဆိုသူကဘာလို့လဲဘယ်သွားလဲတဲ့ကျွန်တော်သူ့နောက်ကိုလိုက်သွားတယ်တဲ့သူကဆရာအိမ်ပေါ်တက်သွားပြီးတော့ဆရာမိန်းမအခန်းထဲဝင်သွားတယ်တဲ့ကဲဆက်လန်းလေးရတာပါပဲဒီဆက်လန်းဟာဆိုရင်ဟာတာလို့တဘောထိုင်ဟာတာပဲဗျတကယ်ရည်ဆရာပဲဒါပေမဲ့ဒီဆက်လန်းကနေကျွန်တော်တို့တင်ခန်းစာပြန်ယူရမယ်ဆိုရင်လူတိုင်းမှာကစားချိန်ကစားနားချိန်နားဆိုတာနားတဲ့နေဗျဘာလို့လဲဆိုတော့အဲ့ဒီစပင်ညက်ဆရာကတပတ်မှ9ရက်အလုပ်လုပ်တယ်မနေ့ကနေညနေစောင်းအထိမနာတာလုပ်တယ်အိမ်ပြန်ရောက်တော့လဲပင်ပန်းတယ်လေဗျာကျမ်းမရဲလဲကြီးမဆိုင်ဘူးကျမ်းမတန်ဆောင်မှုလည်းမရှိဘူးသူလိုချင်တာပိုက်ဆံရှာရမယ်ဆိုတော့အဲ့ဒီလိုမျိုးတလမဟုတ်နှစ်လမဟုတ်နှစ်ချီလောက်တာတော့အခုလိုမျိုးအဖြစ်ပြက်တယ်ဖြစ်ကုန်ပြီပေါ့ဗျာ very good တယ်ဖြစ်ကုန်ပြီပေါ့ဒါတင်ခန်းစာပဲဗျာဘောဟာမှာအဲ့ဒါကြောင့်အခု TV တွေကိုကြည့်နေတဲ့ချင်းမိတ်ဆွေလဲကစားချိန်ကစားပါနားချိန်နားပါကျွန်တော်တို့အလုပ်လုပ်တဲ့ချိန်မှာကြစ်ပွန်းတေချာအားထည့်ပြီးတော့စေတနာထည့်ပြီးတော့ကိုယ်ပိုင်အလုပ်ဖြစ်သူများအလုပ်ဖြစ်အလုပ်ကလုံးနဲ့တူအောင်လုပ်ပါနားချိန်မှာလည်းအပြေးဝနားပေးပါကိုကျမ်းမာရဲလဲဂယူးဆိုင်ပေးပါ
အေးရွာအောင်အေးပေးပါအားရှိမဲ့အစားတောက်တယ်လဲစားပေးပါကိုခန္ဓာကြမ်းမှတန်ဆွမ်းမှုမိမိရဲ့အနေထားတဆိုင်ကာလာအနေထားဘယ်လိုဖြစ်နေတာလဲဆိုတော့အမြဲတမ်းဆန်းစစ်ပါလို့ချစ်ချစ်များစွာနဲ့နှိုးဆော်ပါတယ်ခင်ဗျဘာလို့လဲဆိုတော့တော့ကြာ very good လို့အပြောခံရမှာဆိုလို့ပါချစ်မိတ်ဆွေမဆုံခ